န်ကြတဲ့အခီးသွားဧည့်သည်ငငယ်တုန်းကတော့သူမမြရင်မကြိုက်ဘူးဆိုပြီးကြီးများတဲ့အရွယ်တက်လေးကြီးလာတော့လောကရန်ရိုက်ခတ်မှုကြီးမားခဲ့တယ်ချစ်ဆိုတကယ်တော့ဘွားတဲ့ခဏတာဖိတ်ဆင်လာတဲ့မိဘပဲခွဲစုံတွေ့ပြီးရင်ချိန်ကြလမ်းခွဲရမှာပဲကြိုပြီးပြင်ဆင်ထားမှရမယ်မဟုတ်ရင်ခမရတဲ့မွားလာကျဲလူဆိုတာမြဲတမ်းမှန်ဖို့မလိုဘူးဗျမားခဲ့ကြမှာပဲအဲ့လိုမှားခဲ့တဲ့လူကိုချက်ပေးပဲဘာကြောင့်မို့ထားခဲ့ကြတာလဲဖြေတွေကရုပ်ရှင်နဲ့တကယ်တော့မချစ်တော်လို့ဗျအဲ့ဒါကိုမြတ်မကဆွဲတာပဲကုကုကုနုံနဲ့နှစ်တုံလို့လားစဉ်းစားအောင်ခမရလူတိုင်းမြင်မှာအပူတယ်လေးပါတယ်သူများဒုက္ခရောက်ရင်ကူညီပြီးခမရကြတော့ဘသူကယ်ပေးမှာလဲဗုဒ္ဓချေရောက်တဲ့ခိုးလုံးမင်းငင်းငင်းချင်းကိုမြတ်မကရှာဖွေခဲ့လူဘွားချစ်လိုက်မို့လားလမ်းခွဲလိုက်နေ့လာလဲဒါတွေပဲမြတ်မကကြွေပြပြီးတဲသားပြီးသူ့ကြောင့်နေစာတွေဖွဲနေ့ကြခမရနဲ့အိုပြီးတေးရမှာကိုညာမနေနဲ့ဒဏ်ရာတွေကုသဖို့စားထိုးရင်ဘွားထဲမှာတန်တရားလဲကိုသုံးကြတာမပြောရင်းဆုံးခမရကန့်ကြမကိုရန်ရှာမယ်ချိန်တော့ကတော့မတောက်တမစားတဲ့ရိုးကန်လေးရလဲချစ်ကြောင်ပဲခုတော့မိုးယိုးနေတဲ့ကြုတ်လဲပိုးဖလန်လေးပါပဲ